ညာဆို Unit Level 3 နောက်ထပ် grammar တစ်ခုဖြစ်ပါတယ် grammar ကဒါနီယိုအဓိပ္ပာယ်ကတဲ့လားအဲ့လိုကြီးလားအဲ့လောက်ကြီးလားဆိုပြီးအံ့ဩသွားတဲ့အခါမှာသုံးပါတယ်ဒါနီယို action verb quality verb present tense past tense အကုန်သုံးပါတယ်ဒီတိုင်းဒါနီယိုလေးကပ်ပြီးသုံးလိုက်ပါပဲ action verb quality verb present tense past tense tense အလုံးသုံးပါတယ်နောက်ဆိုရင်တော့အသက်ပိုင်းအီရာနီယိုသုံးတယ်အသက်မပိုင်းရာနီယိုသုံးပါတယ်ဒါနီယိုဒီမှာလိုအဓိပ္ပာယ်ကတဲ့လားကြားလိုက်ရတဲ့အကြောင်းအရာကိုမယုံနိုင်အောင်အံ့ဩတဲ့အခါသုံးပါတယ်ဟုတ်ရလားဆိုပြီးပုံစံနဲ့ပါပါတယ်ဒါနီယိုအဲ့တော့ကျွန်တော်နမူနာတစ်ချက်ကြည့်ကြည့်ပါမယ်어제영화 재미있었어요 어제 영화 재미있었어요မနေ့ကရုပ်ရှင်စိတ်ဝင်စားဖို့ကောင်းခဲ့လား영화라니요 무슨 영화요ရုပ်ရှင်တဲ့လားဘာရုပ်ရှင်လဲ어제 영화 재미있었어요 영화라니요 무슨 영화요အဲ့ဒီမှာ영화가 noun ပေါ့နော် noun 영화가 noun မှာအတက်မပါတဲ့ကြောင့်မို့ 라니요ကိုသုံးပါတယ်어제 영화 재미있었어요 영화라니요 무슨 영화요 내일 시험 잡으세요 내일 시험 잡으세요မနေ့ပြန်စာမှုပဲကောင်းကောင်းဖြေခဲ့ပါ시험이라니요 내일 시험 있어요 시험이라니요 내일 시험 있어요စာမှုပွဲတယ်လားမနေ့ပြန်စာမှုပွဲရှိလို့လား시험가စာမှုပွဲမှာအတက်ပါတဲ့ကြောင့်မလို့이라니요 내일 시험 잡으세요 시험이라니요 내일 시험 있어요 웨이 씨가 많이 아프대요 웨이 씨가 많이 아프대요 웨이가 얘နေမကောင်းဖြစ်နေတယ်တဲ့웨이 씨가 아프다니요 웨이가နေမကောင်းဖြစ်နေတယ်လား아침에 통화했을 때는 괜찮았는데요မနက်ကဖုန်းပြောနေတော့ကတော့ကောင်းကြီးကိုဒီမှာ아프다가 quality verb ဖြစ်တဲ့ကြောင့်မလို့ဒီတိုင်းဒါနီကိုကတ်လိုက်အောင်ပါပဲ웨이 씨가 많이 아프대요 웨이 씨가 아프다니요 아침에 통화했을 때는 괜찮았는데요နောက်တစ်ခုက마리아 씨가 장근무 바라다면서요 마리아 씨가 장근무 바라다면서요 마리아 씨가 삐냐 땡수 야래소 마리아 씨가 봤다니요 마리아 씨가 봤다니요 마리아가 야래래라 존 리에 씨가 바랐다고 들었는데요 존 리에 씨가 바랐다고 들었는데요 저너가 리에 야래로 짜라라 봤다 들어가 야디 야디서 자문이 다니요 땅깔라요 마리아 씨가 봤다니요 존 리에 씨가 바랐다고 들었는데요 그렇게 늦게까지 공부한다니요 그렇게 늦게까지 공부한다니요 엘라도 나우자리티 살롱데레라 그렇게 늦게까지 공부한다니요 그 사람이 벌써 결혼했다니요 그 사람이 벌써 결혼했다니요 에리로 맹글라 성 삐도아비레라 에리로 맹글라 성 또아비레라 그 사람이 벌써 결혼했다니요 결혼했다 past tense ဆိုတဲ့ဒီတိုင်းပဲဒါနီကိုတန်းကတ်လိုက်အောင်ပဲ그 사람이 벌써 결혼했다니요အဲ့ဒီလိုမင်္ဂလာဆောင်သွားပြီတဲ့လား그 가격이 정가라니요 그 가격이 정가라니요အဲ့ဒီဈေးနှုန်းကပုံမှန်ဈေးတဲ့လား그 가격이 정가라니요အဲ့ဒီဈေးနှုန်းကပုံမှန်ဈေးတဲ့လား정가가ပုံမှန်ဈေးက noun ပေါ်မှာအတက်မပါတဲ့ကြောင့်မို့ 라니ကိုတန်းကပ်ပြီးသုံးလိုက်အောင်ပဲ그 가격이 정가라니요အဲ့ဒီဈေးနှုန်းကပုံမှန်ဈေးတဲ့လားအဲ့တော့အနှစ်ချုပ်အနေနဲ့ပြန်ကြည့်ရမယ်ဆိုရင် grammar ကဒါနီယိုအဓိပ္ပာယ်ကတဲ့လားအဲ့လိုကြီးလားအဲ့လောက်ကြီးလားဆိုပြီးအံ့ဩသွားတဲ့အခါမှာသုံးပါတယ်ဒါနီယို action verb quality verb present tense past tense အကုန်သုံးပါတယ်ဒီတိုင်းဒါနီယိုလေးကပ်ပြီးသုံးလိုက်ပါပဲ action verb quality verb present tense past tense tense အလုံးသုံးပါတယ်နောက်ဆိုရင်တော့အသက်ပိုင်းအီရာနီယိုသုံးတယ်အသက်မပိုင်းရာနီယိုသုံးပါတယ်ဒါနီယိုဒီမှာလိုအဓိပ္ပာယ်ကတဲ့လားကြားလိုက်ရတဲ့အကြောင်းအရာကိုမယုံနိုင်အောင်အံ့ဩတဲ့အခါသုံးပါတယ်ဟုတ်ရလားဆိုပြီးပုံစံနဲ့ပါပါတယ်ဒါနီယိုအဲ့တော့ယောဂီကကြည့်မိတာနားလည်မယ်လို့ယူဆပါတယ်2မိနစ်တွင်မိတူကစနေတာနောက်တစ်ခါမှပြန်လည်တွေ့ကြပါမယ်